အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်အေးမြပါကျွန်တော်ဒီနေ့လာပြီးမိတ်ဆက်ပေးရတော့ကျွန်တော်တို့ဒီအကျင့်တစ်ခုဆိုတော့ဥပမာအကျင့်တစ်ခုမွေးနေ့အကြောင်းအရာတစ်ခုဒါမှမဟုတ်လို့ရှိရင်ဒိဋ္ဌံဝင်တာတို့အဲ့လိုမျိုးလေးအမှတ်တရဖြစ်စေမဲ့အကြောင်းအရာလေးဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာဘယ်နေ့ကနေတော့စခဲ့တယ်ဘယ်နေ့အထိတော့ကြာခဲ့တယ်ဥပမာခီးထွက်တယ်ဆိုတော့ခီးထွက်တယ်ဘယ်နေ့ကနေဘယ်နေ့ထိကျွန်တော်တို့ကခီးထွက်ခဲ့တယ်အဲ့နေ့ကအခုချိန်နဲ့ဆိုဘယ်လောက်တော့ကြာခဲ့ပြီဆိုတဲ့ဟာမျိုးလေးမှတ်ထားခြင်းတယ်အဲ့လိုမှတ်ထားတဲ့ဟာကျွန်တော်တို့ကအဲ့လိုကြည့်ဖို့အတွက်အဲ့လိုသိဖို့အတွက်ကိုကျွန်တော်တို့ကမှတ်တိုင်လေးတွေစိုက်တယ်ပေါ့နော်ပြောရရင်မှတ်တိုင်လေးတွေစိုက်ထားခြင်းတယ်အဲ့လိုဆိုလို့ရှိရင်အဲ့ဒီဟာလေးတွေကိုကျွန်တော်ကကြည့်မယ်အဲ့ဆိုလို့ရှိရင်ဘယ်လိုသွားပြီးသုံးမလဲဆိုရင်ကျွန်တော် Google Play Store တွေကိုသွားပါမယ် Google Play Store တွေကနေပြီးတော့ဒါ Play Store ထဲမှာကျွန်တော်တို့က how many date ဆိုပြီးတော့ count date လို့လည်းရေးလိုက်လေရတယ် COUNT 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 date ကိုရွေးလိုက်တယ်အဲ့ဆိုလို့ရှိရင်ကျွန်တော် date ရက်စွဲတွေသူကရက်စွဲတွေပေါ့နော်ဥပမာကိုမှတ်ထားခြင်းနဲ့ကိုအရေးအတွက်သတ်မှတ်ခြင်းနဲ့ရက်စွဲတွေကိုသူကသတ်မှတ်လုပ်ပေးတဲ့ software လေးတွေထွက်လာတယ်အဲ့ဆိုဒီမှာ day counter ရှိတယ်ပြီး how many days ရှိတယ်ပြီးတော့လို့ရှိရင် be love memory ရှိတယ်ဒီကောင်တာကကြတော့ counter ဘယ်လိုပဲမလဲရက်အကုန်လုံးကိုကြိုက်တဲ့ဟာကိုကြိုက်တဲ့အကြောင်းအရာကိုသတ်မှတ်လို့ရတယ်ဒီကောင်တာအဲ့လိုမဟုတ်ဘူးကိုကဥမာချစ်သက်တမ်းဘယ်လောက်ကြာပြီဘယ်နေ့ကနေပြီးတော့စပြီးတိတ်ခဲ့ကြတယ်ဘယ်နေ့ကနေစပြီးတွဲခဲ့ကြတယ်အဲ့လိုမျိုးလေးသတ်မှတ်ခြင်းအဲ့လိုမျိုးလေးတွေမှတ်ထားခြင်းလဲဆိုလို့ရှိရင် love memo နဲ့မှတ်လို့ရတယ်ဒီမှာ love day counter ရှိရယ်ပြီးရင် love memo ရှိရယ်အဲ့ဒီကနေပြီးတော့ကိုကြိုက်တဲ့ဟာလေးနဲ့မှတ်လို့ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်သုံးနေတဲ့ဟာတွေက how many days ဆိုတဲ့ဒီ application လေးသုံးနေတာပါအဲ့ဆိုရင်အဲ့ application လေးကိုကျွန်တော် open လုပ်လိုက်ပြီဒါကျွန်တော် download ဆွဲပြီးသားဖြစ်တဲ့အတွက်เนาะအဲ့ဆိုရင်ကျွန်တော်ဒီထဲမှာတန်းရောက်သွားပြီဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်အခုဆရာရဲနိုင်ရဲ့ကန်ချေကတော့ဒါကကျွန်တော်အတိတ်ထံဝင်ထားတဲ့ဟာဒါ19ရက်မြောက်ရှိခဲ့ပြီပြီးတော့လို့ရှိရင်ကိုနွေးရက်တရားက61ရက်မြောက်ရှိခဲ့ပြီ61ရက်မြောက်ရှိခဲ့ပြီသူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့ကျွန်တော်ဖွင့်လိုက်တိုင်းကြော်ညာဝင်တယ်အဲ့ကြော်ညာလန့်သွားတယ်အဲ့ကြော်ညာအတန်းအဲ့တော့ကြော်ညာအဲ့လိုအတန်းလေးပိတ်ပြီးသွားရင်ကြက်ချက်ကလေးနေလိုက်ရပြီအဲ့ဆိုဒါကကျွန်တော်အဲ့ဟာကိုတော့ဖွင့်ကြည့်တယ်လို့ဖြစ်သွားပါဘောเนาะအဲ့ဆိုအဲ့ဒါကိုမှကျွန်တော်ကပြန်ပြင်ခြင်းတယ်ဆိုလို့ရှိရင်ဒီမှာထိတ်နာလေးမှာခဲတန်လေးရှိတယ်ခဲတန်လေးသွားနှိပ်အောင်မယ်အဲ့ဆိုဒီထဲမှာ date တွေပြန်ပြင်လို့ရတယ်ကျွန်တော်တို့ဒီမှာအောက်မှာကျွန်တော်ဒါဖះအတွက်မလို့ကျွန်တော်ဒီဟာလေးကိုရွေးထားတာအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်မွေးနေ့ဆိုရင်မွေးနေ့ကိုရွေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်တကယ်ချင်းနဲ့ခီးထွက်တဲ့ဟာအဲ့လိုမျိုးခီးသွားတဲ့ဟာတကယ်ချင်းနဲ့ date တဲ့ဟာအဲ့လိုမျိုးပေါ့ကိုကြိုက်တဲ့ခီးသွားတဲ့အကြောင်းအရာတွေကိုကြိုက်တဲ့ဟာလေးတွေရွေးပြီးတင်ထားခြင်းလဲဆိုလို့ရှိရင်အောက်က select ထဲမှာselect special icon နဲ့မှာရွေးလို့ရတယ်နော်ပြီးတော့လို့ရှိရင်ဒီနဲ့ပြချင်တာဒိန်းနဲ့ပြချင်တာရက်စွဲနဲ့ပြချင်တာလနဲ့ပြချင်တာဆိုတဲ့ဟာကိုဒီထဲက select div နဲ့ရွေးလို့ရတယ်နော်ကြိုက်တာဒါကတော့ကိုကြိုက်တာရွေးလို့ရတယ်အဲ့ထဲမှာကိုကဖြတ်ချင်တယ်ဆိုလို့ရှိရင် delete this record ဆိုတဲ့ဟာနဲ့ဖြတ်လိုက်လို့ရှိရင်လုံးဝပြတ်သွားလိမ့်မယ်ကျွန်တော်ဒါအစမ်းပြတာဆိုတော့ဘာမှမလုပ်တော့ဘူးကျွန်တော်ဟာပေါ့နော်ပြီးတော့လို့ရှိရင် save now နဲ့ထွက်ပြီးတော့ဒီတိုင်းထွက်လိုက်ရုံပဲကျွန်တော်လောလောဆယ် back နဲ့ထွက်လိုက်ပြီအဲဆိုရင်ကျွန်တော်တို့ကဒါပြင်တဲ့ဟာအတက်ထည့်မယ်ဆိုရင်အောက်ဆုံးမှာရှိရဲ့ add new date နဲ့ထည့်လိုက်ရပြီ add new date အဲဆိုရင်ဆောနာကကျွန်တော်ပြောသွားတဲ့ဟာရဲ့အတူတူပဲဒီမှာ date ထည့်မယ်ဒီမှာအချိန်ထည့်မယ်အချိန်ထည့်မယ်ဟိုဘယ်ရတယ်ပဲအချိန်ကနေစတယ်ပေါ့ကွာအဲ့လိုမျိုးအချိန်ထည့်မယ်ပြီးရင်ခေါင်းစဉ်ထည့်မယ်ခေါင်းစဉ်ဥမာဆောနာကျွန်တော်ရေးထားတယ်လို့ပေါ့ကန်ချီကတော့ဒါမှမဟုတ်လို့ရှိရင် date ထန်ရက်တရား date ထန်ဒါမှမဟုတ်လို့ရှိရင်ချစ်ချင်းနဲ့ date တဲ့နေ့တို့ဘာလို့အဲ့လိုမျိုးကိုကြိုက်တဲ့ဟာလေးရေးထားလို့ရတယ်ခီးသွားတဲ့နေ့ဘယ်နေ့ဟိုဗာလဲတဝဲသွားတဲ့နေ့ချောင်းသာသွားတဲ့နေ့ငပလီသွားတဲ့နေ့အဲ့လိုမျိုးနိုင်ငံခြားထွက်တဲ့နေ့ကြိုက်တဲ့ဟာရေးထားလို့ရတယ်အဲ့လိုမျိုးအမှတ်တရတစ်ခုအနေနဲ့ကိုသိမ်းထားဖို့အတွက်သုံးတာကိုကအယောင်နေနဲ့သိမ်းနေတယ်ဆိုလို့ရှိရင်အယောင်နေရွေးလို့ရတယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့ဆိုအခုဒီမှာဆိုလို့ရှိရင်ဒါတွေရွေးပြီးသွားပြီဆိုလို့ရှိရင် save now နဲ့ထွက်လိုက်ရုံပဲ save နဲ့ထွက်လိုက်ရုံပါပဲအဲဆိုလို့ရှိရင်ကျွန်တော်တို့သိမ်းလိုက်တဲ့ဥစ္စာလေးတွေကဆောနာကျွန်တော်သိမ်းထားသလိုမျိုးပဲဒီမှာအစင်လိုင်းလေးတွေနဲ့သူသွားနေနေမယ်အဲဆိုရင်ကျွန်တော်ရှင်းပြလေးနားလည်မယ်လို့ထင်ပါတယ်နားလည်စီခြင်းပါတယ်အသုံးဝင်မယ်လို့လည်းထင်ပါတယ်အကယ်၍နားမလည်ခဲ့ဘူးဆိုလို့ရှိရင်လည်းပြန်ပြီးမေးလို့ရပါတယ်เนาะအဲဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးဒီလောက်နဲ့ပဲအဆုံးသတ်ပြစီကျွန်တော်နာမည်အေးမြပါနောက်များလဲဒီလိုအသုံးဝင်မဲ့ application လေးတွေ့လို့ရှိရင်ထပ်ပြီး share ပေးပါဦးမယ်ကျေးဇူးအများကြီးတင်ပါတယ်